လောက်တာရလဲဒီလေးနဲ့ဟိုရရတာယာပါလေလာပါရဲ့ဝန်ဒီတော့ရတော့ဒီကျွန်တော်ဘုဒ္ဓဝင်ပဲဆိုတော့ကုဗုဒ္ဓမနီးကဆက်တဲ့ဘုရားကြီးဟောရဲ့ဒီတင်းတော့မှာကျွန်တော်မချိတ်ဘူးကျွန်တော်ဒါလေးကကိုယ်နဲ့ကိုယ်နဲ့ပိုင်လေးလေအခုကောင်ကိုဒီချောင်းလောက်နဲ့ရတော့မင်းရတယ်ဘာလဲကိုတခါရရပါကွာဟုတ်တယ်အောင်းကတော့သူလှုပ်ဆုပ်လိုက်သူလှုပ်ချင်တော့လှုပ်လိုက်ဘာမှမခါကျမခါဒီကားနဲ့လာကြည့်မော်တယ်ဟုတ်တယ်အဲ့ဒါတော့အောင်မထွန်ချက်တွေပါမိုင်းအဲ့ဒီလာတော်ပြီရှေ့ရရဲ့ကိုရောက်အခင်းဆိုင်ယူလာနေတော့ဒီဘက်မှာဘုရားနေဘုရားလည်းပွားပါလားချောင်းဘုရားကမရရွှေလောက်ချင်တော့ရအရှေ့လျှောက်လေးရွှေလောက်ချင်ပုံကောင်းနေတယ်ဒီဘက်ကလေအဲ့ချောင်းဘက်ချမ်းမှာဧကပြက်လိုက်ရောင်းမဲ့ကောင်ရှိလားဘယ်တော့ဧကပြက်လိုက်လေခြံပြက်ပေါ့ကျွန်တော်ရောက်ခမအေးကနေပြီးတော့လားကျွန်တော်ပြောမှာမယ်ဘုဘကန်းဟုတ်လားဘုဘကန်းအဲ့တော့မလာဘူးကျွန်တော်ပြောမယ်အဲ့ရောက်ခမအေးရဲ့နောက်ခွက်ကျော်အဲ့လမ်းတော့ကကျွန်တော်မြည်တယ်ဟောအဲ့ရနာမှာရွှေတရားထွက်တယ်ရွှေလုံးတဲ့တူကဘယ်လိုလဲဆိုတော့ကျွန်တော်ခွက်တဲ့မြေလာတူအိတ်နဲ့ထိမြောင်းထဲမှာသွားပြီးရေတင်ဝိုင်းလက်အဲ့ကျွန်တော်ပိတ်ကြတယ်ရွှေတော့မီးလေးပဲမှတ်ကလည်းမကျူးရဲ့ကျွန်တော်ကဘယ်လိုလဲဒီကွဲတော့ရင်းနေတောင်ကြီးတော့ဘွားအောင်ရေကြီးတော့နှိုက်အောင်လားဘိုးတောင်နှမ်းမှာဘိုးတောင်ကြီးတော့ကားပိန်အောင်တော့တောင်ကြီးတော့ကားပိန်အောင်